Arcus ဘာဟာနာမည်ကောင်းရထားတဲ့စားတောက်ဆိုင်ကြီးတစ်ခုရဲ့အဓိကစပုံမှုကြီးတယောက်ပဲဖြစ်ပါတယ်။ပြင်ချက်တဲ့အခါမှာလည်းသူ့ရဲ့ဆန္ဒအတိုင်းလွတ်လပ်စွာဖန်တီးတတ်တဲ့အကျင့်ရှိတဲ့သူပါ။ဒီကနေ့မှာတော့နာမည်ကြီးစားတောက်ဝေဖန်ရေးသမား Ramsey Mitchell လာရောက်တော့မယ်ဆိုတဲ့သတင်းကြောင့်ကားတစ်ယောက်လုံးများနေပါတော့တယ်။ခင်းပွဲတွေကိုသူ့ရဲ့ပုံစံအတိုင်းစိတ်တိုင်းကြပြင်ဆင်နေတော့မှပဲသူ့ရဲ့လက်ထောက်စပုံမှုမှတင်ကဝတ်သားတုံးနဲ့မိဖို့ချောင်းနဲ့ကိုဝင်လာပြီးနှစ်ဦးသောဝတ်သားကိုစနစ်ဖြစ်အောင်ပြင်ဆင်နေကြပါတယ်။ဒီလိုလုံများနေရင်ကြားတဲ့ကပဲကားဟာသူ့ရဲ့တပ်ပါစီကိုကြောင်းကနေကျိုးအောင်မှာကိုတတိယတော့ပါတော့တယ်။တားဖြစ်သူကိုတွားကျုပ်ပြီးအပြန်လမ်းမှာတော့အတီးရက်တွေကိုဝင်ခဲ့ပါတယ်။ပါစီလေးကလည်းဗိုက်ဆာနေတာကြောင့်ကားလည်းလမ်းမိကတားညံ့ပါမုတ်ဆိုင်မှာတားညံ့ပါမုတ်တစ်ခုဝယ်ကြည့်လိုက်ပါတယ်။တူတူထိုင်စားနေကြရင်ကားဟာပါစီကိုနယူးအော်လန်ကရတာရှိတဲ့မုတ်နေကြောင်းစိတ်ပတ်လက်ပါနဲ့ပြပြနေခဲ့ပါတယ်။သူသားလေးဟာလည်းကြောင်းပိတ်ထားတာကြောင့်ဖေနဲ့တူနယူးအော်လန်ကိုသွားကျင်ကြောင်းပြပြနေတာကိုကားတစ်ယောက်ကလည်းလှုပ်တိများနေတာကြောင့်နောက်မှသွားကြဖို့ပြောလိုက်ပါတော့တယ်။ဆိုင်ကိုပြန်ရောက်တော့ကားဟာ Ramsey Mitchell အတွက်သူ့ရဲ့လက်ရစစ်မှန်ကိုပြသနိုင်မှုဟင်းပွဲအသစ်တွေကိုစတင်ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ခဏကြာမှာတော့ဆိုင်ပါရှင် River ရောက်လာပြီးဆိုင်ရဲ့မီနူတိုင်းမဲ့ချက်ဖို့ပြောပါတယ်။ကားတစ်ယောက်ကတော့သူအကောင်းဆုံးပြင်ဆင်ပေးမယ်လို့ပြောခဲ့ပြီးမဲ့ River ကတော့လက်မခံခဲ့ပါဘူး။ကားတစ်ယောက်ခံပြင်းစိတ်နဲ့သူ့ရဲ့ဖန်တီးနိုင်စွမ်းကိုချုပ်တီးထားရပေမဲ့လို့သူ့ရဲ့ဝန်ထမ်းတွေကိုတော့စိတ်တမကြပဲပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်ကြဖို့အတွက်တိုက်တွန်းခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ကားဟာ Ramsey Mitchell ရဲ့ဝေဖန်ရေးစာကိုဖတ်လိုက်ရပါတယ်။ဒီထွန်းနိုင်စွမ်းမရှိဘူးလို့ရေးသားထားတဲ့စာကြောင်းကိုမြင်လိုက်ရတဲ့အခါကားရဲ့ဒေါသတွေထိမရတော့ပါဘူး။သူ့ကိုဒီလိုမျိုးဝေဖန်တာကိုမခံနိုင်တဲ့အတွက်ကားဟာမီနူပြင်ဘက်ကဟင်းပွဲတစ်ခုကိုသူ့ဘာသာသူပြင်ဆင်လိုက်ပါတယ်။မာတင်နဲ့တိုနီကိုမိခိုင်းကြည့်လိုက်တော့သူတို့ကလည်းအရန်ကောင်းတယ်လို့ချီးကျူးကြပါတယ်။အဲဒီနောက်မာတင်နဲ့တိုနီတို့က Ramsey Mitchell ရဲ့ဝေဖန်ရေးစာဟာ Twitter မှာပြန့်နှံ့နေပြီဖြစ်ကြောင်းကားကိုပြောပြပါတယ်။အိမ်မရောက်တော့ကားဟာသူ့တပ်ပါစီကို Twitter အကောင့်ဖွင့်ခိုင်းပြီးဝေဖန်ရေးစာတွေကိုကြည့်ရှုပါတော့တယ်။ Twitter ကိုကောင်းကောင်းအသုံးမပြုတတ်သေးတဲ့ကားဟာ Ramsey Mitchell စီဓာတ်ရိုက် message ပို့ရထင်ပြီး public မှာစိန်ခေါ်စကားတွေကိုရေးသားမိသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲကားရဲ့ follower တွေဟာရုတ်တရက်များပြားလာပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့မာတင်တို့နဲ့တွေ့ဆုံနေတော့ Ramsey Mitchell ကကားကိုထပ်မံလှမ်းပြောင်းတဲ့စာကို Twitter မှာတင်ထားတာကိုမြင်လိုက်ရပါတယ်။ဒေါသထွက်နေတဲ့ကားဟာ Ramsey Mitchell ကိုစိုင်ကိုလာပြီးထပ်မံစားသုံးဖို့စိန်ခေါ်လိုက်ပါတော့တယ်။ Ramsey Mitchell ကလည်းကားရဲ့လက်ရစစ်မှန်ကိုမြည်ဆက်မှုအတွက်စားတောက်ဆိုင်ကိုပြန်လည်ရောက်လာခဲ့ပါတော့တယ်။ကားဟာလည်းဒီတစ်ခေါက်မှာမာတင်တို့ကိုချက်ပြုတ်ကျူးခဲ့တဲ့အကောင်းဆုံးရတာဟင်းပွဲတွေကိုပဲမစ်ချယ်ကိုချက်ပြုတ်ပေးဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဆိုင်မန်ရှင် River ကထပ်မံရောက်ရှိလာပြီးကားကိုဆိုင်ရဲ့မီနူတိုင်းမဲ့ချက်ဖို့ထပ်ပြီးပြောပါတော့တယ်။ဒီတစ်ခေါက်မှာတော့ကားဟာလည်းဒေါသလွန်ညွတ်ထွက်လာပြီး River ကိုမချက်နိုင်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတော့တယ်။ River ကလည်းဒီဆိုင်ဒီသူ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မချက်ချင်ရင်လှုပ်ထပ်ဖို့ပြန်ပြောတဲ့အခါမှာကားဟာဘာစကားမှမဆိုတော့ပဲဆိုင်ထဲကနေထွက်သွားခဲ့ပါတော့တယ်။ကားထွက်သွားတာကိုမြင်တော့မာတင်ကလည်းကားနဲ့အတူလိုက်ချင်ကြောင်ပြောတဲ့အခါမှာကားကသူ့ကိုစိုက်မှပဲနေခဲ့ဖို့ပြောခဲ့ပါတယ်။ Ramsey Mitchell ကလည်းလက်ချပေးတဲ့ဟင်းပွဲတွေကိုကြည့်ပြီးဒီညမှာကားရဲ့လက်ရအသစ်ကိုမြည်ဖို့ရောက်နေတာဖြစ်ကြောင်းပြောပြပါတယ်။ River ကတော့ဝိုင်ကောင်းစားတဲ့ပလင်းကိုယူလာပြီးကားမရှိတော့ကြောင်ပြောပြလိုက်ပါတယ်။ထိုအခါမှာတော့ Ramsey ကလည်းစဖို့မှုကားကတ်ပါဟာသူ့ကိုကြောက်ပြီးထွက်ပြေးသွားကြောင်း Twitter မှာရေးတင်လိုက်ပါတယ်။ထို့စာကိုကားလေးတွေ့သွားပြီးဒေါသထွက်ခါစားတောက်ဆိုင်ကိုချက်ချင်းပြန်လာပြီး Ramsey Mitchell ကိုပြင်းပြင်းထန်ထန်ပြောဆိုပါတော့တယ်။ဒီဖြစ်ရပ်ကိုဆိုင်ထဲကလူအများကဗီဒီယိုရိုက်ကူးပြီး Twitter နဲ့ YouTube မှာတင်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ပဲကားတစ်ယောက်ဟာ online မှာချက်ချင်းနာမည်ကြီးသွားရပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့ကားတစ်ယောက်ဟာသူ့ရဲ့ internet ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေကိုပြန်ကြည့်ရင်အတော်လေးဆိုးလိုက်တာလို့ကိုယ့်ဘာသာကိုရေရွတ်လိုက်မိပါတယ်။ထို့ချိန်မှာပဲသူဇနီးယောက် S ကဖုန်းဆက်လာပြီးမိုင်ယာမီကိုလာဖို့လမ်းခေါ်ပါတော့တယ်။စိတ်ရှုပ်ထွေးနေတဲ့ကားလည်းစိတ်ပြေလက်ပြောင်လိုက်ခဲ့ပါတော့တယ်။မိုင်ယာမီကိုရောက်တဲ့အခါမိသားစု3ယောက်သားပါစီရဲ့ဖိုးဖြစ်သူဖြောပြနေတဲ့ဂီတပွဲကိုတူတူတွားရောက်ခဲ့ကြပါတယ်။သူတို့မိသားစုလေးဟာလည်းဂီတတန်တဲ့အောက်မှာတူတူကခုန်ခဲ့ကြပြီးပျော်ရွှင်ခြင်းကိုပြန်လည်ရှာတွေ့ခဲ့ကြပါတယ်။ပွဲပြီးမှတော့အဖိုးဖြစ်သူနဲ့သူတို့အတူတူဆိုင်တစ်ဆိုင်မှာညစာစားရင်စကားပြောကြပါတယ်။ကားဟာလည်းထူဆိုင်ကတားညက်ပမုတ်ကိုစားရင်အလွန်ကြိုက်နေခဲ့ပါတယ်။အဲ့ဒါနဲ့အဖိုးကလည်းကားကိုကိုယ်တိုင်လှုပ်ကြည့်ဖို့အကြံပေးလိုက်တဲ့အခါကားတစ်ယောက်ကြံကြံကောင်းတစ်ခုကိုရရှိလိုက်ပါတော့တယ်။အဲ့ဒါကတော့မုံရောင်းကားတစ်စီးကိုယူပြီးတားညက်ပမုတ်လိုက်အောင်မှုပဲဖြစ်ပါတယ်။နောက်တစ်နေ့မှာကားတစ်ယောက်ကားသားယူဖို့ထွက်လာခဲ့ပါတယ်။ကားကတော့အတော်လေးကိုစုပ်ပြတ်တက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီကားကိုဘယ်လိုများပြင်ဆင်ရမလဲလို့ကြည့်နေတော့မှပဲသူဇနီး S ရောက်လာပြီးပါစီလေးကိုခဏကြည့်ပေးထားဖို့ပြောကပြန်လဲထွက်သွားပါတယ်။ပါစီကလည်းသူ့အဖေပါပဲလှုပ်လှုပ်ပျော်ရွှင်စွာနဲ့ဝိုင်းဝန်းကူညီနေပါတယ်။ကားကိုနှစ်ယောက်သားပြင်ဆင်လုပ်ပြီးတဲ့အခါမှာတော့လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့တားဖတ်နှစ်ယောက်ဈေးကိုထွက်လာခဲ့ကြပါတယ်။ကားကလည်းသူ့လိုပဲစဖို့မှုဖြစ်ချင်နေတဲ့တားလေးပါစီကိုစဖို့မှုတွေကင်နဲ့ဓာတ်တစ်ချောင်းဝယ်ပေးလိုက်ပါတယ်။ဝယ်လာတဲ့ပစ္စည်းတွေကိုကားပေါ်တင်ဖို့ခတ်တွေ့နေတော့မှပဲအန်းအသင့်ရောကောင်းစွာနဲ့မာတင်ရောက်ရှိလာခဲ့ပါတယ်။မာတင်ကသူ့လက်ကားနဲ့အတူဈေးလက်ရောင်းရန်အတွက်အလုပ်ထွက်လာခဲ့ကြောင်းပြောလိုက်တဲ့အခါကားတစ်ယောက်ဝမ်းသာပျော်ရွှင်သွားပါတော့တယ်။မာတင်ကပစ္စည်းတွေဝမ်းတယ်ပေးဖို့ဘေးနားကလူတစုကိုကူညီတောင်းလိုက်ပြီးကောင်းဆုံးတန်းညက်ပမှုတွေကျွေးမယ်လို့ကြေပေးလိုက်ပါတယ်။ဒီလိုနဲ့ကားမာတင်နဲ့ပါစီတို့3ယောက်သားဟာအတန်းညက်ပမှုတွေကိုပျော်ရွှင်တက်ကြစွာနဲ့စတင်ပြုလုပ်ကြပြီးဝိုင်းဝန်းကူညီပေးနေတဲ့သူတွေကိုလည်းတစ်ခုစီကျွေးလိုက်ကြပါတော့တယ်။
ရန်ကုန်ကောင်းတဲ့တားညက်ပါမှုဖြစ်ကြောင်းစားတဲ့သူတွေကလည်းမှတ်ချက်ပေးလိုက်ကြပါတယ်ဒီလိုနဲ့နောက်တနေ့မနက်မှာတော့သူတို့ရဲ့စားတောက်ထရက်ကားလေးဟာမိုင်ယာမီမြို့ထဲကိုစတင်ထွက်ခွာပါတော့တယ်သူတို့၃ယောက်ဟာပထမဦးဆုံးကားရက်ပြီးရောင်းချရမယ့်နေရာကိုစဉ်းစားလိုက်ကြတဲ့အခါမှာတော့မိုင်ယာမီမြို့ထဲကလူစီကားတဲ့ပန်းညံတစ်ခုကိုရွေးချယ်လိုက်ကြပါတော့တယ်ပန်းညံကိုရောက်တော့သူတို့၃ယောက်သာလှုပ်ဆက်ကြပါတော့တယ်ခါနဲ့မန်တင်ကတားညက်ပါမှုတွေကိုကျွမ်းကျင်စွာပြင်ဆင်နေကြပြီးပါစီကတော့ဖောက်တယ်ရင်းနဲ့စကားပြောလိုက်မှာယူတဲ့မုတ်တွေကိုအော်ရာကောက်လိုက်ဓာတ်ပုံရိုင်းလိုက်နဲ့အလှုပ်ရှုံနေပါတော့တယ်ခါဟာလည်းပါစီရဲ့လူမှုကွန်ရက်ပေါ်ကစမ်းဆောင်ရည်ကိုတတိထားမိပြီးအံ့ဩနေမိပါတယ်။ပါစီဟာသူ့ဖေရဲ့ Twitter အကောင့်မှတစ်ဆင့်သူတို့ tracker ရဲ့တင်နေရာတွေကို Twitter မှာပုံမှန်တင်ပေးနေတာကြောင့်ဈေးဝယ်သူတွေဟာလည်းသူတို့ရဲ့ tracker ကိုအလွယ်တကူရှာဖွေနိုင်ပြီးဖောက်တယ်တွေလည်းပုံမှန်များပြားလာခဲ့ပါတော့တယ်။မိုင်ယာမီမှာတော်လေးအောင်မြင်ခဲ့ပြီးတဲ့နောက်သူတို့ရဲ့နောက်ထပ်မှတ်တိုင်ကတော့ New Orleans ပဲဖြစ်ပါတယ်။ခါဟာ New Orleans ကိုရောက်ချင်းမဲ့သူမျိုးရဲ့နာမည်ကြီးဆက်ဆက်တစ်မျိုးကိုပါစီကိုမြည်ဆန်းစေဖို့အတွက်ခေါ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာမျိုးရဲ့ထူးခြားတဲ့ယဉ်ကျေးမှုနဲ့ရသက်ရှိတဲ့စားတောက်တွေကိုလည်းပျော်ပျော်ရွှင်ရွှင်ခံစားခဲ့ကြပါသေးတယ်။ပြောင်းလာတဲ့အခါမှာသူတို့ရဲ့ truck တစ်ဝိုက်မှာလူတွေအများကြီးစုယုံနေတာကိုတွေ့မြင်လိုက်ရပါတယ်။ဆိုင်တော့မဖွင့်ရသေးပဲလူတွေအများကြီးဟာသူတို့ဆိုင်ကိုလာရောက်အားပေးဖို့အတွက်စောင့်စားနေတာကိုခါတယောက်တော့စဉ်းစားမရဖြစ်နေပြီ။ပါစီရဲ့နေ့စဉ် Twitter ပေါ်မှာတင်ခဲ့တဲ့ post တွေကြောင့်လူတွေအများကြီးဟာသူတို့ truck ကိုသိနေပြီးအားပေးဖို့အတွက်အစဉ်သင်းစောင့်နေကြတာဖြစ်ပါတယ်။ခါဟာလည်းသူသားဖြစ်သူရဲ့အရေးချင်းကိုတွေ့မြင်ခဲ့ရပြီးရန်ကိုအံ့ဩဝမ်းသာဖြစ်ကကျေးဇူးတင်စကားလည်းဆိုလိုက်ပါတယ်။၃ယောက်စလုံးဟာလည်းပျော်ရွှင်တက်ကြွစွာနဲ့သူတို့ရဲ့အသားညက်ပမုတ်တွေကိုပြုလုပ်ရောင်းချခဲ့ကြပါတယ်။ New Orleans မြို့မှာလည်းသူတို့ရဲ့အသားညက်ပမုတ်တွေကိုများစွာရောင်းချပြီးတဲ့နောက်မှာတော့သူတို့ရဲ့ခီးစဉ်ဟာ Texas မြို့လေးစီကိုဦးတည်ခဲ့ပါတယ်။လန်ခရီးတစ်လျှောက်မှာကားမာတင်နဲ့ပါစီတို့၃ယောက်ဟာကားထဲမှာတချင်းတန်စင်နေတဲ့အတူပျော်ရွှင်စွာခီးနေခဲ့ကြပါတယ်။ Texas မြို့ကိုရောက်တာနဲ့ကားဟာသူ့ရဲ့တငယ်ချင်းဟောင်းတစ်ယောက်ရဲ့နာမည်ကြီးတားကင်ဆိုင်ကိုတွားခဲ့ပြီးရတာရှိတဲ့တားကင်လေးချက်ကိုရယူခဲ့ပါတယ်။ပြီးတော့သူတို့ရဲ့ truck ကားလေးကိုအဲ့ဒီတားကင်ဆိုင်ရှိမှရနာပြီးတားညက်ပမုတ်တွေကိုစတင်ချခဲ့ပါတယ်။မိုင်ယာမီနဲ့ New Orleans မှာလိုပဲသူတို့ရဲ့တားညက်ပါမုတ်တွေဟာလည်း Texas မှာအောင်မြင်မှုရရှိခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့ခါနဲ့ပါစီတို့နှစ်ယောက်သားဟာ trucker ခေါက်မိုးပေါ်မှာထိုင်ရင်းစကားပြောခဲ့ကြပါတယ်။ကားဟာသူသားရဲ့အရေးချင်းတွေကိုအတိမတ်ပြုကြောင်းနဲ့ကျေးဇူးတင်ကြောင်းလည်းပြောကြားလိုက်ပြီးဖေတယောက်အနေနဲ့ရောစဖိုးမှုတယောက်အနေနဲ့ပါသူသားစီကအများကြီးတင်ယူဖို့လိုသေးကြောင်းပြောကြားလိုက်ပါတယ်။ဒါပေမဲ့ခီးစဉ်ဟာပြီးဆုံးတော့မှဖြစ်ပြီးပါစီဟာသူကြောင်းတက်ရတော့မှဖြစ်တဲ့အတွက်ကြောင့် trucker ပေါ်မှာဆက်ပါနိုင်မှာမဟုတ်တော့ဘူးလို့ကားကပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်တော့ပါစီလေးဟာစိတ်မကောင်းဖြစ်သွားပေမဲ့ကားကသူ့ကိုနှစ်သိမ့်ပေးခဲ့လိုက်ပါတယ်။ခါတို့ရဲ့စားတော့ trucker ခီးစဉ်ကြီးကလည်းသူတို့မြို့ကိုရောက်တဲ့အချိန်မှာပြီးဆုံးသွားခဲ့ပါပြီ။ပါစီလေးကိုလည်းအစ်ဆက်အိမ်မှာချပေးခဲ့ပြီးသူလည်းအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ခါတယောက်အိမ်ပြန်ရောက်ပြီးနိုင်ယူနေတော့မှပါစီကသူ့ကို email နဲ့ဗီဒီယိုတစ်ခုပို့လိုက်တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဗီဒီယိုလေးကတော့သူတို့ရဲ့စားတော့ trucker ခီးစဉ်တစ်လျှောက်ကပျော်စရာစိတ်လှုပ်ရှားစရာအမှတ်တရအပိုင်းစာလေးတွေကိုတစ်စက္ကန့်စီပေါင်းစပ်ထားတဲ့ဗီဒီယိုတိုလေးတစ်ခုဖြစ်ပါတယ်။ခါဟာလည်းဗီဒီယိုတိုလေးကိုကြည့်နေရင်ရင်ထဲမှာလည်းအမျိုးမျိုးမသိတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပါတယ်။သူသားပါစီလေးရဲ့ဖန်နီးနိုင်စွာနဲ့သူတို့မိသားစုရဲ့ခီးစဉ်အပေါ်ပါစီရဲ့ဆေးရထက်သန်မှုကိုမြင်တွေ့လိုက်ရတာကြောင့်ကားရဲ့အတွေ့တွေကချက်ချင်းကိုပဲပြောင်းလဲသွားခဲ့ပါတော့တယ်။အဲ့ဒါနဲ့ချက်ချင်းပဲသူလည်းပါစီစီကိုဖုန်းဆက်ပြီးတာမင်းစားတောက်ထရက်ကမှဖိနဲ့ဒူလာလုပ်လို့ရပြီ။အင်စာတွေလုပ်ပြီးရင်ညနေပိုင်းနေနဲ့စနေတနင်္ဂနွေတွေမှာလာကူလို့ရပြီလို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ခါရဲ့စားတောက်ထရက်ကလုပ်ငန်းမှာသူသားပါစီလေးနဲ့အတူသူတို့မိအစ်ပါဝင်လာတာကိုတွေ့မြင်ရပါတယ်။ဒီလိုနဲ့ခါရုံမီသားစုလေးဟာအတူတကွပျော်ရွှင်စွာနဲ့အသားညှက်ပါမှုများကိုရောင်းချခဲ့ကြပြီးသူတို့ရဲ့လုပ်ငန်းလေးဟာလည်းလူသိများအောင်မြင်လာပါတော့တယ်။တညမှာတော့ခါရုံရဲ့စားတောက်ထရကားရှိမှလူအုပ်ကြီးပြည့်ကျက်နေတော့ရန်စိတ်မချေရောက်ရှိလာပါတော့တယ်။ခါဟာတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအများကြောင့်စီဆူနေသေးတော့လေမချေကတောင်းပန်စကားပြောလိုက်ပြီးသူ့ရဲ့အသက်ဖွင့်လိုက်မဲ့စားတောက်ဆိုင်မှာလည်းခါကိုစိတ်တန်းကြလာရောက်ချက်ပြုတ်ဖို့အတွက်ကမ်းလှမ်းခဲ့ပါတော့တယ်။ဇလန်လေးရဲ့အဆုံးမှာတော့ခါတို့ရဲ့စားတောက်ထရကားလေးဟာမိုင်ယာမီမှာရှိတဲ့ခန်းနာလှပတဲ့စားတောက်ဆိုင်ကြီးတစ်ဆိုင်ဖြစ်သူပြောင်းလဲသွားတာကိုကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။စားတောက်ဆိုင်အတွင်းမှာတော့ပျော်ရွှင်စွာကျင်းပနေတဲ့ပါတီပွဲတစ်ခုကိုတွေ့ရပြီးခါနဲ့အစ်တိုဟာအတူတူကခုန်နေကြပါတယ်။သူတို့နှစ်ဦးဟာလည်းနောက်ဆုံးမှာတော့ပြန်လည်ပေါင်းစည်းသွားခဲ့ကြပါပြီ။ခါကက်စပါတယောက်ဟာစားတောက်ဆိုင်ကနေထွက်ခဲ့ရပေမဲ့မိသားစုရဲ့အပေးမှုနဲ့သူ့ရဲ့ဆေးရထက်သန်မှုကြောင့်သူ့ရဲ့ကိုယ်ပိုင်အိမ်မက်ကိုကောင်းထည့်ဖော်နိုင်ခဲ့ပါတယ်။ရှုံးမပေးတဲ့စိတ်ဓာတ်နဲ့သူ့ရဲ့အလုပ်ပေါ်ချစ်မြတ်နိုးမှုတွေကြောင့်စားတောက်ထရက်ကားလေးကနေအောင်မြင်တဲ့စားတောက်ဆိုင်ပိုင်ရှင်တအုပ်ဖြစ်လာခဲ့ရုံသာမကသူသားနဲ့ဆက်ဆံရေးကိုလည်းပုံမခိုင်မာစေခဲ့ပြီးသူဇနီးဟောင်းနဲ့ပါပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။